ပွဲမှာတချင်းစွန်နေရင် iPhone 17 Pro Max ရရှိခဲ့တဲ့တင်မောင်ဆန်းမင်းဝင်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။တစ်ချိန်ကနာမည်ကျော်ကြားခဲ့တဲ့ဇာတ်တစ်ခုဖြစ်ပြီးအခုချိန်ထိတန်လည်းနာမည်ကြီးနေသေးတဲ့ဇာတ်ကတော့ဟန်စာမိုးဝင်းဇာတ်ပဲဖြစ်ပါတယ်။အဲဒီဇာတ်မှာဆိုရင်တော့အဓိကမင်းသားအနေနဲ့ဟန်စာမိုးဝင်းနဲ့အတူတူတင်မောင်ဆန်းမင်းဝင်တို့ကကပြဖျော်ဖြေကြတာဖြစ်ပါတယ်။ဇာတ်ကြီးဖြစ်ပြီးတော့အနေနဲ့ရဲကပရိသတ်တွေအားလုံးလည်းကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။အခုလက်တလုံးမှာဆိုရင်လည်းဇမင်းသားတော်တော်များများနာမည်ကြီးလာကြတာဖြစ်ပါတယ်။ဇမင်းသားတွေစမ်းအလွန်ပွင့်နေကြတာဖြစ်ပြီးဇက်ပွဲကြီးကြဖို့ပဲပရိသတ်တွေကတာဆူနေကြတာဖြစ်ပါတယ်။ဇက်ပွဲတွေမှာဆိုရင်တော့အောင်စပူဇက်စမ်းရည်မိုးဇက်တို့ကအခုလက်တလုံးမှာနာမည်အတော်ကြီးနေရဖြစ်ပြီးဟန်စာမိုးဝင်းဇက်ကတော့အရင်ကတည်းကနာမည်ကြီးပြီးသားဇက်တစ်ခုဖြစ်ပါတယ်။မြန်မာပရိသတ်တွေကလည်းအခုနောက်ပိုင်းမှာမြန်မာမှုမြန်မာဟန်ကိုတိတ်ပြီးတော့ညနိုးတမိုးထားတက်လာကြတာဖြစ်ပြီးတော့မြန်မာအကအလှတွေကလည်းတဖန်ပြန်ပြီးနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။အရင်ကတည်းကနာမည်ကြီးပြီးသားတင်မောင်ဆန်းမင်းဝင်းတို့ကလည်းအခုနောက်ပိုင်းမှာပွဲတွေပြန်လိုက်လာတာဖြစ်ပါတယ်။အရင်ဇက်ပွဲတွေဖျော်ဖြေလို့မရသေးခင်ကတည်းကတင်မောင်ဆန်းမင်းဝင်းတို့ကတော့ TV Channel တွေနဲ့ပူးပေါင်းပြီးကပြဖျော်ဖြေနေရဖြစ်ပါတယ်။တင်မောင်ဆန်းမင်းဝင်းဟာဆိုရင်လည်းလူချစ်လူခင်ပေါ်များသူတစ်ယောက်ဖြစ်ပါတယ်။သူရဲ့ဇက်ကလည်းတင်ဆက်ပုံအရန်ကောင်းပြီးတော့လူကြီးလူငယ်မရွေးကြိုက်နှစ်သက်တဲ့ဇက်ပွဲတစ်ခုဖြစ်ပါတယ်။တင်မောင်ဆန်းမင်းဝင်းကတော့စံအလွန်ပွင့်ပြီးနောက်တက်တဲ့မင်းသားလေးတွေကလည်းသူ့ကိုမရှင်းနိုင်ကြတာဖြစ်ပါတယ်။လူချစ်လူခင်ပေါ်များသလိုပရိသတ်တွေအပေါ်မှာလည်းတကယ့်ကိုစေတနာတွေပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။တင်မောင်ဆန်းမင်းဝင်းဟာအခုနောက်ပိုင်းတွေမှာတော့နေမြို့တွေမှာပါပြန်လည်ဖျော်ဖြေကပြနေရဖြစ်ပြီးအားပေးတဲ့သူတွေကလည်းဖြာလက်မှတ်တွေကိုအလူရက်ဝယ်ယူကြတာဖြစ်ပါတယ်။တင်မောင်ဆန်းမင်းဝင်းဟာလည်းမထင်မှတ်ထားလောက်အောင်ပဲပရိသတ်တွေချစ်ခင်ချင်းခံရလို့ပျော်နေသူတစ်ယောက်ဖြစ်ပါတယ်။စင်ပေါ်မှာဖျော်ဖြေနေစီအတွင်းပရိသတ်တစ်ယောက်ကသူ့ကိုဆုချခဲ့တာဖြစ်ပြီးပွဲပြီးတော့ပြန်ကြည့်တဲ့အခါမှာတော့ iPhone 17 Pro Max ဖြစ်နေတာဖြစ်ပါတယ်။မထင်မှတ်ထားတဲ့လက်ဆောင်ပစ္စည်းကြောင့်လေတင်မောင်ဆန်းမင်းဝင်းဟာအတော်ကြီးကိုအံ့ဩပြီးဝမ်းသာပျော်ရွှင်နေရဖြစ်ပါတယ်။တညပွဲဖျော်ဖြေတဲ့အခါမှာလေလက်ကမ်းအနေနဲ့စုတော်ငွေတွေများစွာရရှိခဲ့တာဖြစ်ပါတယ်။စုတော်ငွေ30ချီပြီးရရှိခဲ့တာဖြစ်ပြီးအခုလိုမျိုး iPhone 17 Pro Max ကတော့ပထမဆုံးရရှိမှုချင်းဖြစ်ကြောင်းလည်းပြောပြလာခဲ့ပါတယ်။သူဟာပွဲဆိုနေရင်းလေးကိုလက်ဆောင်ဘူးကိုကြည့်ပြီးဖောက်ချင်နေကြောင်းလည်းပျော်ရွှင်စွာနဲ့ပြောလာခဲ့ပါတယ်။အတော်လေးဝမ်းသာသွားတာဖြစ်ပြီးအပျော်တွေဟာလည်းဖုံးပြီးမရဖြစ်နေခဲ့တာဖြစ်ပါတယ်။တင်မောင်ဆန်းမင်းဝင်းဟာဟာတညံလေးရွှင်တာဖြစ်ပြီးတော့ပျော်ပျော်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တင်မောင်ဆန်းမင်းဝင်းကစင်ပေါ်မှာပဲသူ့ကို iPhone 17 Pro Max ပေးရဲ့အတွက်ကျေးဇူးတင်ကြောင်းတခါလေးပြောခဲ့ရဖြစ်ပါတယ်။ခန်းစားချက်ကတော့အရန်ကိုပြင်းထန်ပြီးဖုံးမရဖိမရအောင်ဝမ်းသာလုံးစုနေကြောင်းလည်းပြောခဲ့ပါတယ်။ပရိသတ်တွေကတော့တင်မောင်ဆန်းမင်းဝင်းကိုအားပေးသူတွေပြီးတင်မောင်ဆန်းမင်းဝင်းပြောနေရတဲ့သူတို့လည်းလိုက်လံပြီးတော့ပြောနေရဖြစ်ပါတယ်။မမျှော်လင့်မဲရတဲ့အတွက်လည်းအရန်ကိုပျော်ရွှင်ပြီးကခုန်နေရဖြစ်ပါတယ်။တင်မောင်ဆန်းမင်းဝင်းကတော့နှစ်သက်မှာကံကောင်းမှုတွေနဲ့စတင်သွားပြီပဲဖြစ်ပါတယ်။ပရိသတ်တွေလည်းတင်မောင်ဆန်းမင်းဝင်းအတွက်ဂုဏ်ပြုစကားလေးပြောပြသွားခဲ့ကြပါဦးရှင်။